လူတယောက်ဆင်းရဲသားမြို့သားလေးနဲ့မြို့သမီးလေးအိမ်အောင်ကြချစ်လို့ယူထားကြပဲမေတ္တာရှိလို့ယူထားကြပဲမဲ့လို့သားလေးတယောက်ရတဲ့အခါစားစရာကမရှိတော့မြို့တက်ပြီးလှုပ်တော့မယ်ဆိုတော့မခွဲခြင်းပြင်မဲ့ခွဲပြီးတော့လှုပ်ကြကောင်လေးကလည်းကြိုးစားတယ်တထေးကလည်းသဘောကောင်းတယ်အိမ်ကမြို့သမီးကလည်းသစ္စာရှိနဲ့စောင့်ပြီးတော့နေလိုက်ကြအလုပ်လုပ်လိုက်တာနှစ်ပေါင်း20ကြာသွားနှစ်ပေါင်းဘယ်လောက်လဲနှစ်ပေါင်း20ကြာသွားနှစ်ပေါင်း20ကြာလဲမြို့မှာတက်လို့တဲ့ကောင်လေးကလည်းမေတ္တာမပြတ်ဘူးဗျဟုတ်လား928ပေါ့နော်အိမ်ကမျိုးသမီးကလည်းမေတ္တာမပြတ်အိမ်ပြန်မလို့ပြိတဲ့အဲ့ဒီမှာစုထားတဲ့ငွေတွေတပြားမှမသုံးဘဲနဲ့နှစ်20လှုပ်ထားတဲ့ငွေကိုတထေးစီတောင်းတထေးကြီးကျွန်တော်နှစ်20လှုပ်ထားတာတရက်ကိုဘယ်လောက်တစ်လကိုဘယ်လောက်တစ်နှစ်ကိုဘယ်လောက်နှစ်ပေါင်း20လှုပ်ထားတဲ့လူအားကပေးပါတောင်းလူအားကတောင်းလိုက်တဲ့အခါတထေးကြီးကပြောတယ်အေးကွာတဲ့နှစ်20လှုပ်တဲ့လူအားကယူမလားမင်းကသုံးလို့မကုန်ဖြုံးလို့မကုန်ဖြစ်နိုင်တဲ့စကားလေးသုံးခုပြောစကားသုံးခုယူမလားကဲစကားကပြည့်တယ်စားလို့ရလားဒါပေမဲ့ကလေးကညံရှိဒီတထေးချမ်းသာတယ်ဆိုကြတဲ့ကောကအုံနောက်ရှိလို့ချမ်းသာတယ်အလုပ်ကြိုးစားလို့ချမ်းသာတယ်စိတ်ကောင်းရှိလို့ချမ်းသာတယ်ဒီလိုတွေးမှာပေါ့နော်အဲ့ဒါနဲ့ပြည့်တယ်နှစ်20လောက်တဲ့ငွေမယူဘူးတဲ့ကျွန်တော်ကိုဆုံးမတဲ့စကားလေးပဲလိုချင်ပါတယ်ဒါဆိုရင်ကောင်းပြီတဲ့မင်းစကားလေးသုံးခုပြောလိုက်မယ်တစ်မင်းဘယ်တော့မှလမ်းတူမလိုက်နဲ့ဖြတ်လမ်းမကြိုက်နဲ့ပေါ့နှစ်ကိုနဲ့မဆိုင်တဲ့လို့မင်းဘယ်တော့မှဝင်မရှုံနဲ့သုံးဒေါသဖြစ်နေတဲ့အချိန်မင်းဘယ်တော့မှဆုံးဖြတ်ချက်မချနဲ့ဘယ်နှလုံးလဲသုံးလုံးနေဗျဟုတ်လားသုံးလုံးပြိတဲ့အဲ့ဒီမှာပေးလိုက်တော့ဟာကောင်းပြီဆိုပြီးတော့သွားလိုက်တာလမ်းလည်းရောက်ပြီးတော့ပြိတဲ့သူသိတဲ့လမ်းနဲ့ဖြတ်လမ်းနဲ့နှစ်ခုတွေ့အဲ့ဒီမှာသဝေသဝဖြစ်နေနောက်ကလူတွေအကုန်လုံးကဖြတ်လမ်းကသွားမယ်မြန်မြန်ရောက်တာပေါ့ဒီလမ်းဆို2နာရီ3နာရီကြာဒီလမ်းနာရီဝက်ဖယ်ဆိုတော့ဖြတ်ချသွားတော့သူကဆရာစကားနားတဲ့ကြပြီဖြတ်လမ်းကမလိုက်နဲ့ဆိုတော့လမ်းပြိတဲ့လမ်းဟောင်းတိုင်းသွားလိုက်တာဖြတ်လမ်းကသွားတဲ့လူတွေကဓမြတိုက်လို့အဲ့ဒီမှာအထုပ်လဲပါလူလဲသေးကြတဲ့ဟုတ်လားဟာဆရာစကားမှန်သွားပြီငါဆရာစကားနားမထောင်ရင်သေပြီငါပါလာတဲ့အထုပ်ကြီးလဲကုန်ပြီပေါ့အဲ့ဒါနဲ့ပြိတဲ့ဘာဖြစ်တော့မေနောက်တခါဆက်သွားလိုက်တဲ့အခါညအိတ်တော့ဒီနေ့ခေတ်လို့တော့ပြိတဲ့တဲခုကန်းပေါ့ဗျာဟိုတုန်းကတော့ပြိတဲ့ဇယက်ကြီးတွေဘာကြီးတွေရှိမှာပေါ့တဲခုကန်းမှာအိတ်နေတဲ့အချိန်လေးဘာဖြစ်တော့မေးလိုက်တော့ဟာအတန်မလန်နေစူးညံပြီးတော့ကြားတော့ထွက်ကြည့်မယ်လို့လိုက်တော့ဟိုကငိုဒီကအော်ဆိုတော့ဟာအဲ့မှာဆရာစကားနားတဲ့ရောက်တယ်ကိုနဲ့မဆိုင်ရင်ဝင်မရှုံနဲ့တဲ့ဟုတ်လားအဲ့ဒါနဲ့ဝင်မရှုံဘဲနဲ့နေလိုက်တာမနဲ့ပြိတဲ့တကားလေးဖွင့်တော့ဟိုပြန်ကြားရေးဌာနကောင်လေးတွေကလာတယ်ဟာခမရတယောက်ကြံလို့တယ်ညခမရဘာဖြစ်တယ်မသိဘူးလားသိတယ်ကွာအတန်လေးစူကြီးအော်ကြခိကြငိုကြရီကြငါကြားအဲ့ဒါဘလူးဝင်စားတာကြံတဲ့တကားဖွင့်ကြည့်ကုန်ပါသွားခမရဖွင့်မကြည့်တာကံကောင်းတော်စီဟာဆရာစကားနားထောင်ပြီလို့ဟုတ်လားဟာနောက်တကအိမ်ရောက်သွားတဲ့အခါကျတော့လမ်းစားဖို့ပေးလိုက်တဲ့ပေါင်မုတ်ဟိုမှာရောက်ရင်ဇနီးကျွေးဖို့ပေးလိုက်တဲ့ပေါင်မုတ်အဲ့ဒီပေါင်မုတ်လေးကင်ပြီးအိမ်ထဲဝင်လဲသွားလိုက်ရောအသက်20အစိတ်လောက်ရှိတဲ့ကောင်လေးက20ကျော်လောက်ကောင်လေးကအိမ်ပေါက်ဝရောက်ဟာအဲ့ဒီမှာသူ့ပေါ်မှာသစ္စာဖောက်တယ်ဆိုပြီးတော့မျိုးသမီးကိုတတ်မယ်ဆိုပြီးဒီလိုကျင်းတကယ်လို့မတတ်ဘူးဆိုရင်လည်းပဲသူနဲ့ငါနဲ့ဆက်မပေါင်းနိုင်ဘူးဒီလိုဖြစ်မှာပေါ့အဲ့ဒီမှာပြိလိုက်ဒေါသဖြစ်ဖြစ်နဲ့တတ်မယ်လို့ဓာတ်တွေဒုတ်တွေနဲ့ပြင်လိုက်တဲ့အချိန်လေးမှာဆရာစကားနားတဲ့ဝင်လာဒေါသထွက်နေတဲ့အချိန်ဆုံးဖြတ်ချက်မချနဲ့ဟုတ်လားဟာအဲ့ဒီကြတော့မှမျိုးသမီးမေးတယ်စိတ်လေးအေးတော့နေကိုကောင်လေးတယောက်တွေးညီငါပြောထားတဲ့ငါအိမ်မှာငါကလွဲလို့အမျိုးသားဆိုဘယ်သူမှမရှိစေနဲ့ဒီလိုပြောခဲ့တယ်မို့လားငါသားကလွဲလို့လည်းဘယ်သူမှမလာစေနဲ့ညီပြောထားတဲ့ကောင်လေးတယောက်ကဘယ်ရတော့ဟာအဲ့ဒါရှင်းသားပဲနှစ်20ကွဲနေတော့သားကလည်းဖေးမသိအဖေကလည်းသားမသိဒီလိုဖြစ်ကြတာလေမှန်လိုက်တာဆရာစကားဟုတ်လားအဲ့ဒီမှာတတ်မိရင်ထောင်ကြပြီပြိတဲ့လားဒုက္ခရောက်တော့မှလေအဲ့တော့ပြောချင်တာကဒေါသထွက်နေတဲ့အချိန်မှာဘာမလုပ်နဲ့လဲဆုံးဖြတ်ချက်မချနဲ့ဟုတ်ပြီနော်အဲ့တော့ပြိတဲ့မေတ္တာပို့တယ်ဆိုတာလဲဒေါသထွက်နေရင်မေတ္တာပို့လို့ရလားမရဘူးဒါပြောတာမရဘူး